The principle of cause and effect အကြောင်းနဲ့အကျိုးတရားဤနေရာမှာငါကတော့ကံကိုကစိုးတာပါသူ့ကြောင့်သာမဟုတ်ရင်ငါဘဝကဒီလိုဖြစ်မှာမဟုတ်ဘူးကျွန်တော်တို့ဘဝမှာအစင်မပြေမှုတွေကြုံလာရတဲ့အခါပတ်ဝန်းကျင်ကိုဖြစ်စေကံကြမ္မာကိုဖြစ်စေလက်ညှိုးထိုးပြီးအပြစ်တင်မိတတ်ကြပါတယ်စိတ်ပညာအရဒါကို victim mindset သို့မဟုတ်ဘဝရဲ့တားကောင်ဖြစ်နေတဲ့စိတ်လို့ခေါ်ပါတယ်ဒါပေမဲ့ငါဘာလို့ဒီလိုဘဝဆိုးကြီးတဲ့ကနေရုံးမထွက်နိုင်ရတာလဲဆိုတဲ့မေးခွန်းအတွက်တင့်ကံကြမ္မာကိုကိုယ်တိုင်ပြန်လဲပုံဖော်ပေးမဲ့စัจ java လာရဲ့ထာဝရနိယာမတစ်ခုရှိပါတယ်ဒါကတော့ရှေးဟောင်း Hermetic philosophy ရဲ့စထမမြောက်နိယာမဖြစ်တဲ့ the principle of cause and effect အကြောင်းနဲ့အကျိုးတရားဤနိယာမပဲဖြစ်ပါတယ်ဒီနိယာမရဲ့အဓိကသောချက်စကားစုကတော့ Every cause has its effect. Every effect has its cause. Everything happens according to law. ဖြစ်ပျက်လာသမျှအရာတိုင်းမှာအကြောင်းရင်းရှိတယ်အကြောင်းရင်းတိုင်းကလည်းအကျိုးဆက်တစ်ခုကိုမလွဲမသွေဖန်တီးတယ်ဒီစကြဝဠာထဲမှာဘယ်အရာမှအကြောင်းမဲ့ဒါမှမဟုတ်မတော်တဆဖြစ်မလာဘူးလို့ဆိုတာပါနားလည်လွယ်အောင်ပြောရရင်အတီးကိုပြောင်းချင်ရင်အမြစ်ကိုအရင်ပြောင်းပါတဲ့ကျွန်တော်တို့အခုမျက်စိနဲ့မြင်တွေ့နေရတဲ့ဘဝအခြေအနေအောင်မြင်မှုကြရှုံးမှုဒါမှမဟုတ်ဆက်ဆံရေးပြဿနာတွေဆိုတာအပြင်ဘက်ကရလက်ဖြစ်တဲ့အတီးအပွင့် effect တွေဒါဖြစ်ပါတယ်ကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်ဖြစ်လာဖို့နောက်ွယ်မှာမမြင်ရတဲ့မျိုးစေ့နဲ့အမြစ် chaos ရှိခဲ့တယ်လို့ပါပဲလူတော်တော်များများကဘာလို့ငါဘဝကြီးကမပြောင်းလဲတာလဲလို့ညီးတွားရင်အပြင်ဘက်ကအတီးပွင့်တွေကိုပဲလိုက်ပြင်ဖို့စ조사ကြတယ်ဒါပေမဲ့ဒီနေရာမှာကတော့ရလက်ကိုတိုက်ရိုက်ပြင်လို့မရဘူးဖြစ်စေတဲ့အကြောင်းရင်း chaos ကိုပဲပြောင်းလဲရမယ်လို့သတိပေးနေပါတယ်ဥပမာတင်ကအမြဲတမ်းစိတ်ဖိစီးပြီးဘဝကပင်ပန်းနေတယ်ဆိုပါစို့အပြင်ဘက်ကအတီးပွင့်ကတော့စိတ်ပင်ပန်းမှုနဲ့အစင်မပြေမှုတွေပေါ့ဒါပေမဲ့နောက်ွယ်ကတကယ်အမြင့်ကတော့တင့်ရဲ့အတွေးပုံစံမလွတ်နိုင်သေးတဲ့အတိတ်တန်ရာသို့မဟုတ်တင့်ရဲ့နေထိုင်မှုပုံစံဖြစ်နေတတ်ပါတယ်အမြင့်ဖြစ်တဲ့ခါကိုမပြောင်းလဲသေး၍အပြင်ဘက်ကရလက်တွေဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ပါဘူးဒီနေရာမှာကိုတကယ်နားလည်သွားတဲ့အခါတင့်ဘဝမှာအကြီးမားဆုံးပြောင်းလဲသွားမှာကတင့်ရဲ့စိတ်ဓာတ်ပါပဲvictim mindset ရှိတဲ့သူကတော့သူ့ကြောင့်ငါဒီလိုဖြစ်ရတာအခြေအနေတွေကမကောင်းလို့ကန်ဆိုးလို့ဆိုပြီးအရာရာကိုအရှုံးပေးပြီးပုံချပစ်လိုက်ပါတယ်ဒါပေမဲ့ creator mindset ရှိတဲ့သူကတော့ငါဘဝရဲ့ဒီရလက်ကငါကိုယ်တိုင်ဖန်တီးခဲ့တဲ့ဘလို့တွေးဘလို့လုပ်ရက်တွေကြောင့်ဖြစ်လာရတာလေငါအနာဂတ်မှာပိုကောင်းတဲ့ရလက်ရဖို့အခုဘာမျိုးစေ့ဆိုင်ရမလဲဆိုပြီးကိုဘဝကိုရဲရဲဝံ့ဝံ့တာဝန်ယူတက်လာပါတယ်ကျွန်တော်တို့နေ့စဉ်တွေးတောလိုက်တဲ့အတွေ့ပြုလုပ်လိုက်တဲ့အလေးအကျင့်တေးသေးလေးတွေပြောလိုက်တဲ့စကားတခွန်းချင်းစီတိုင်းဟာစွမ်းရည်တွေဖြစ်ပြီးနောက်တစ်ချိန်မှာကြီးမားတဲ့ဘဝရလက်အဖြစ်အကျိုးပေးဖို့မျိုးစေ့ချလိုက်ခြင်းပဲဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့ကစပြီးဘဝမှာဘလို့အဆင်မပြေမှုမျိုးပဲကြုံလာကိုဒီမေးခွန်း၃ခုအမြဲပြန်မေးကြည့်ပါနံပါတ်1ဒီရလက်ရဲ့နောက်ွယ်ကငါရဲ့အစပြုခဲ့တဲ့အကြောင်းတရားကဘာဖြစ်မလဲနံပါတ်2ငါရဲ့နေ့စဉ်တွေးတွေကဘလို့အနာဂတ်မျိုးကိုဖန်တီးနေတယ်လဲနံပါတ်3ငါဒီနေ့စိုက်ပျိုးလိုက်တဲ့မျိုးစေ့ကမနှက်ဖြန်မှာဘာသီးပွင့်ဖြစ်လာမလဲ You cannot change the fruit by only touching the fruit. You must change the root. အပြင်ဘက်ကဘာကိုပြောင်းလဲခြင်းရင်တင့်အတွင်းစိတ်ထဲကအကြောင်းတရား cause တွေကိုအရင်ဆုံးစတင်ပြောင်းလဲလိုက်ပါမနှက်ဖြန်ရဲ့အတီးအပွင့်တွေကအလိုလိုလိုက်ပါပြောင်းလဲလာပါလိမ့်မယ်စာဖတ်သူကြည့်ရှုသူတို့ကဘဝမှာငါပြုတ်မှုသို့မဟုတ်အတွေးခေါ်လေးတစ်ခုကိုပြောင်းလိုက်တာနဲ့ဘဝရဲ့ရလက်ကြီးတစ်ခုလုံးအံ့ဩဖို့ကောင်းတော့အောင်လိုက်ပြောင်းသွားတယ်ဆိုတဲ့အတွေ့အကြုံမျိုးရှိဘူးပါသလားရှိခဲ့ရင်ကွန်မန့်မှာမျှဝေပေးခဲ့ပါဦးနော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီအကြောင်းအရာလေးကမိမိပတ်ဝန်းကျင်ကမိတ်ဆွေတွေအတွက်ပါအကျိုးရှိစေမယ်ဆိုရင် share လုပ်ပြီးမျှဝေပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဘလို့အကြောင်းအရာမျိုးတွေကိုသိချင်လဲဘာတွေဆွေးနွေးစီချင်လဲဆိုတာကိုလည်း comment မှာရေးခဲ့ပေးလို့ရပါတယ်အားလုံးပဲအောင်မြင်တဲ့ဘဝခရီးလမ်းကိုပိုင်ဆိုင်နိုင်ကြပါစေ With love. Metaphysical Learning Institute